တယ်မှာလေအဲ့မနဲ့ပါနဲ့လေအဲ့ကျွန်တော်ဒီအတန်ကိုရဖို့အတွက်ဟုတ်ကဲ့အဲ့ကျွန်တော်လေးပြက်ပြီးမှရတယ်ဗျလေဟောခင်ဗျားတို့အတန်ရဖို့ကြောက်ကတော့လုံဖြတ်မလို့ဖြစ်နေလားကြရပါလိမ့်စကားပြောပါအဲ့ချစ်စစ်တင်မှာတဲ့လေဟုတ်ကဲ့ပါအဲ့ကျွန်တော်ပြပြပြောတဲ့စကားလေးရှိပါတယ်လေဘာများပါလဲဗျာအဲ့လဲနဲ့လေမပြောက်သေးဘူးဟုတ်ကဲ့အဲ့မြန်မာတန်စင်မပပြောက်ပါဘူးလေမှန်တော့စကားပါဗျာအဲ့ကျွန်တော်လည်းအဲ့လိုလေးပြောချင်ပါတယ်လေဘယ်လိုပြောချင်ပါလဲဗျာအဲ့ကျွန်တော်တို့မြန်မာမိန်းကလေးတွေဒီပေါ်ပေါင်းပေါ်စကတ်တူတူလေးတွေဝင်နေသေးဟုတ်ကဲ့အဲ့မရိမှုဖြစ်နေမှာလားလို့ကိုယ်လည်းအဲ့ဒါကပြောရင်းတော့ပြောရတယ်ကောင်းဆုံးတော့ရတယ်အဲ့ချစ်စစ်တင်မှာလေအဲ့ချစ်စာတမြစ်တာတော့မှာတိချစ်တိကျက်တယ်အဲ့ဒီနေ့လည်းများလာတယ်လို့ပြောတာအဲ့ကျွန်တော်အဲပါနဲ့လေဒီသားသမီးရဲ့သုံးပါလာတယ်အဲ့နောက်ကမအဲပါနဲ့လေအဲ့ဟိုနာအိပ်ပြောလေကိုနှုတ်လိုက်ပါအဲ့တို့ရချောလေးနေလို့အဲ့တိချစ်တိကျက်တယ်အဲ့မြန်မာတန်ရင်အနုလားအဲ့တမှုရရအဲ့လက်ဥကြတယ်အခုညဘာလက်ဥကြလဲအခုညအဲ့80မဆက်တယ်လို့မဆက်နဲ့မတိုင်ဘူးကနေလာမယ်ကျတော့တော့ပါအဲ့ဒါအဲ့သစ္စာပြီးတော့လဲသစ္စာမရအဲ့မြစ်တာပြီးတော့လဲမြစ်တယ်မရအဲ့ကျွန်တော်ရဲ့အချစ်တွေကျွန်တော်ရဲ့မြစ်တာတွေကိုအဲ့သစိတ်ချူချူတော့တယ်မမတရက်ကိုပြောလိုက်ပြရစေလို့မမဆိုတာတင်းတင်းချိုးစိတ်အမေကိုစောင်းပြတာအဲ့စနေပြီပါမဲ့လို့ငါစုအမေရောအဲ့မလက်ပါနဲ့လို့ဘယ်ဝင်ကြနေတာလဲအဲ့သစ္စာပြီးတယ်သစ္စာမရအဲ့ကျွန်တော်ရဲ့အချစ်တွေကိုသစိတ်ချူချူတော့တယ်မမတရက်ကိုတင်စားလိုက်ပြီဘာများပါလဲဗျာစိတ်ပြင်စိတ်ဆိုတဲ့အချင်းလေးကိုတိစုံချင်ပါတယ်လို့ကြားပါရအလုံးလက်ကုတ်တန်လေးနဲ့စိတ်ချပြီးပါလို့အောင်ပေါ့ဘာဖြစ်လို့လဲဘာကဲကဲရှိလဲအရင်တော့တော့ကောင်းတယ်အကျွန်တော်စိတ်မကောင်းပါဘူးလို့ဘယ်လိုဖြစ်လို့လဲကျွန်တော်တချင်းတစ်ပုဒ်ကိုမုစလခံစားချက်နဲ့စုံနေတဲ့နေရာမှာဟုတ်ကဲ့အဲ့နောက်ကဂီတာမှုသူ့နေတူးနဲ့တယ်လီဂီတာကိုဝနာတော့တိတ်ဖြစ်စီးတာပဲလို့ဟောသူကဗလေးရှားစိုးပါရင်းနဲ့သူကကိုနေတူဘာဖြစ်လို့လဲအဲ့ရောင်းမကြီးကြိုင်ထားတဲ့လူကိုလည်းပြောတယ်ဂီတာကလည်းရောင်းတာဂီတာနဲ့ရောင်းသွားတယ်တော့ကိုယ်ကိုယ်လို့ကြည့်တုံးလေးနဲ့ဖြစ်ပြီးတော့ဟမ်အဲ့ဒါဂီတာဘာကဲလို့ရှိကျွန်တော်ရှင်းမပြကျွန်တော်ကအကူကြီးတောင်းလာတာအညစ်တီးတဲ့လူတွေမဟုတ်ဘူးဒီလိုတွေကအဲ့လူပညာသမားတရားမှာခံစားချက်ရှိတာအောင်မြင်တာဘာလို့ခုဘာဖြစ်လို့လဲအားကြီးကျွန်တော်ဆိုတဲ့နေရာမှာနောက်ကပံ့ပိုးမှုလေးဖြစ်တိတ်ကောင်းပါပဲလို့ဘယ်လိုပံ့ပိုးပေးလဲကျွန်တော်ပြောကျွန်တော်စီမံပေးကျွန်တော်တွင်ခွာအဲ့လိုဆိုတဲ့နေရာမှာနောက်ကပံ့ပိုးတဲ့နေရာမှာဂျန်ဂျန်အဲ့လိုလိုက်ပြီးရင်တိတ်ကောင်းပါပဲလို့ဘောပေါက်အစိုးရကပြောပါပြိတ္တဓာတ်ထောင်တာဆက်တဲ့နေ့လည်းကျွန်တော်ပြောပေးမယ်ကျွန်တော်ဓာတ်နဲ့ထိုးရင်ထိုးတော့ဘာလို့အမှုပညာကိုမစော်ကားပါနဲ့လို့ဟုတ်ကြတော့ကျွန်တော်ကိုစီးပွက်ကြီးမြင်လားရမှာ
တယ်ဘူး အဲ့ဆုလည်းချမ်းရပါလေ ကျိုးလို့ရောင်းရအောင်တယ် ကျွန်တော်ရှစ်မှာဆိုရတာချိပါတော့လူမိတယ်လို့လိုက်လို့ ဟောပြီလို့ပြောရမယ် တွေ့ခွာကြံကြအဲ့လိုလေလက်ပေးပါလို့သူ့ရောက်မှလို့ပြောလိုက်တာနဲ့ပဲကြောက်တီးထားတာတဲ့လို့ တွေ့ခွာဟာတူအေးကောလူကိုကူညီတော့လာတော့ဘာတည်းရဘူးကျွန်တော်ကဆရာကြီးပါဗျာတော့ကျွန်တော်ပါကျွန်တော်ပြောပြကျွန်တော်ပါဆရာတို့ကဆိုပါလား အဲ့မမဝချမ်းနဲ့ချမ်းနဲ့ပါလို့ 不是好对话，对话，不是好对啦。 ကျစ်ကျစ်တင်လာတဲ့လို့ 我们小马感觉我六单差的不差喏。 အမလက်ပါနဲ့လို့ 对话的啥呀？对话的啥呀？都有。走。我家里有个老师。 တွေ့ခွာတိတ်မရိုင်းပါတဲ့လို့ 不要买去的。 ကျွန်တော်တဲတဲ့အဲ့တဲကိုကတက်လေကြကြနေတာပဲလို့တက်နေဆက်နဲ့တက်နေဆက်နဲ့လို့ဖြစ်နေတဲ့လို့ 好的，你讲的。 တွေ့ခွာကြံကြံ 哦，这路，给，你那几路跟着样的喏。对话，好。 တဲ့လို့ 压力走。 ဆက်နဲ့လို့ 手机呢？哎，看到没有？高压嘛，不比他的嘛。都在中国，高压变速度嘛，聊啥呢？ ကထားခဲ့ပါလို့ကာကြီးဟာလေးနဲ့စစ်ပြေပါတယ်လို့ 怎么玩的？ အဲ့လည်းလည်းပြည့်ဆွေးကြလေးချစ်ချအဲ့ 你要说啥？ သူမချမ်းတိပါတယ်လို့ 对，我绿，就跟这个。 对嘛吧？ ကျွန်တော်ကောင်းတယ်ခဏတစ်ချက်တွေးခွာပါတယ်ကျွန်တော်တို့ပေါ်ရမှာနောက်တစ်နေ့ထပ်နေရအောင်နောက်တစ်နေ့ဘယ်သူမှလည်းကျွေးလို့မရှိဘူး ရှိတာနဲ့လို့အဲ့ဒီတွေ့ကောင်း3နှစ်ကျက်ထားတာဗျာ ရှိကပတ်ခင်ဗျာမရောက်တော့ကြည့်နေတယ်ဗျာတွေးခွာတော့ကောင်းတယ်တွေးခွာတော့ကောင်းတယ်နော်အဲ့ဒီမှာပါလား ရှေ့ဘက်ကကိုဟဲလေးတောင်းယူပါလိမ့်မယ်လို့
မကြောက်ဘူးလူတို့တို့အေးဖြစ်နေတာဘယ်လိုဒီဒီစီကလေးတွေတက်ကြအောင်ကလေးတွေအောက်ပြကြအောင်ဟဲ့ဒီမှာဘာဘာ အချင်းစစ်ကြပါလေလို့ရှိနေနေနဲ့တောင်းတာလဲတက်မလား ဘယ်လောက်ရရတော့မှကြီးတယ်ဟင်ကဲဒီကနောက်ဆုံးနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့တုတ်တန်းပါပဲကိုတော့ဘုန်းကြီးစီးတော့ပါပြီဦးကျော်ဟင်းရဲ့တာကြောက်နေတယ်ဦးကျော်ဟင်းရဲ့တာနဲ့ကြောက်နေပါအနက်ကရဲ့ဒီငယ်လေးနက်ကတိဒီကောင်ကဇုံလေးဆိုထားတဲ့အချင်းလေးနဲ့ပြိတ္တများကိုပြည့်စက်ပေးပါမယ်ဦးကျော်ဟင်းရဲ့တာကြောက်မဲနဲ့ဟုတ်ဟာဘယ်အစင်းရကိုလေးโอเคလားโอเคလားကဲโอเคလို့ရှိရင်ဦးကျော်ဟင်းတာကြောက်မဲနဲ့အနက်ကရဲ့ဒီနက်ကတိတို့ရဲ့တိစုံမှုတွေကိုပြိတ္တများခံစားကြပါခင်ဗျာနိုင်ငံရေးဥပဒေချက်၄ရပ်နိုင်ငံတော်တည်ငြိမ်ရေးရပ်ရွာအေဂျင့်တာယာရေးနှင့်တရားဥပဒေသွင်းဖို့ရေးဘာလဲ我们弄出来更加自信一样的吧。ဂျပန်ပြည်မှာလင်ငယ်နေရတယ်လို့ဖြစ် ဂျပန်ပြည်မှာလင်ငယ်နေတာဘယ်လိုလဲ အပေါ်ကလက်ပစ်ကုန်းလဲကြောက်တာအောက်ကလင်ငယ်ကိုလဲချော်တယ်လို့ဖြစ်တယ်ပလီကဲရစုဒီဆိုလေးကိုလက်တွေ့နေကြပြီလားခင်ဗျာဒီနေ့လက်တွေ့ကြတဲ့ကြိုးလေးပါခင်ဗျာအဲ့ဒါကလည်းဘုရားဘုရား နိုင်
ချမယ်ဆိုတော့ပုံကံမသိဘူးပြော ဘလောက်ကြီးကောင်မလေးကကားကြည့်နေဆိုအနောက်မှာစောင့်နေတာနော်လို့လို့ပါ ဒီမှာလည်းလက်တော့ပြင်းပြင်းလေးပြောလို့တော့နော် ဒီကဆက် ကိုတူတွေကိုညီမတွေငါတို့လာပြောပေးတယ်လို့သဘောထားပြီးတော့ရင်ပတ်ထဲမှာအားမရအောင်နည်းနည်းလေးပဲကျွန်တော်တို့တင်ပြဖို့ရတယ်အားရပါရလို့နောက်တစ်ခေါက်များရေဆက်စုံမယ်ဆိုလို့ရှိရင်ဒီနေ့မှကအများကြီးလုပ်ပြလို့ပါဒါပေမဲ့အခုဒီမှာအခုဒီခဏတောင်းရတယ်လို့ခဏ
တင်ပေးပါကျွန်တော်တို့မရောက်ဘူးတဲ့နေရာလည်းရှိဒီကိုတွေကျွန်တော်တို့လက်ပုံပြပါအောင်ကျွန်တော်ကတော့အောင်တယ်ပါပဲပါလေနော်ဒါနဲ့တခုလေးပါမေ့မှာဆိုလို့ပါကျွန်တော်တို့ဒါလေးကဖိပြီးတော့မေ့တော့မှာဆိုလို့ပါကျွန်တော်တို့ဆိုတော့ကိုကြာစီကိုမြအောင်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကိုအောင်မင်းဆိုတော့ကိုကျော်မင်းဆိုတာမသိဘူးတော့ရောက်ပါမယ်ကျွန်တော်တို့က9000နဲ့တော့ကိုလည်းလာပေါင်းတာပါကိုလည်းမဆိုအဲ့ဒါလေးမှမဆိုလို့ရှိရင်ခင်ဗျားတို့ဒီအကျိတ်မသိရပါဘူးတဲ့တမီးလေးနန်းစုကြီးဆိုတော့ထပ်မကပါနဲ့ကျွန်တော်တို့တမီးလေးကိုလည်းဆုချခြင်းနေတာလည်းပါပါတယ်ဟုတ်ကဲ့အဲ့ပါလဲဆိုတော့ကိုကြာကြီးဆိုတော့အချင်းဆိုရတယ်ချင်းထိုးတွေကကုံမင်းအောင်တွေကတပုတ်ပါသူများနဲ့ညားတဲ့ငါကြီးစားဆိုတော့ချင်းလေးကိုလာရောက်တောင်းဆိုတာဆိုတော့ကိုဟဲ့ဟိုအကယ်ဒမီညိုဝဲပါလေမပါဘူးငါတို့ကားနဲ့လာကြိုးတယ်ချက်ချက်အကယ်ဒမီညိုဝဲလေအဲ့ဒါတူကားတော့ခီးမပါတော့ငါတို့ကတောက်တယ်လို့ဒီရောက်မှတက်ရတာအဲ့ဒီလိုပါအဲ့ဒါလေးအကျွေးကြပါဆိုလို့တော့တောက်တယ်လို့နေတယ်လို့အများကြီးစဉ်းစားတယ်မှာနည်းနည်းလေးလို့တော့အားမရဘူးဒါမင်းကြီးရတယ်လာအောင်မယ်အကျွေးကြတယ်မှာဆိုလို့ခေါ်ရင်ပေါ့သူများနဲ့ညားတဲ့ငါကြီးစားလေးကိုသူတရံတပြောကိုကြားစီရင်နဲ့ထည့်လို့ဆိုရင်နဲ့ထည့်ခါကြကြပြတာဟေးဟိုရောတောင်းဆိုနေတယ်โอเคဒီမှာဒီလိုနမလေးဒီလာကိုကြားစီက耶，叫我你的计划过家了嘞，过那黑夜。不会有，不记得，少要我，不明的，那个你的。不懂啊သိစော်ကားတာတွေ့လားမင်းကိုချစ်လို့ခင်လို့လူပညာခံစားလို့တောင်းတာမင်းသိမိုက်ရိုင်းတယ်ဟောဘာလို့လဲမင်းဆိုတဲ့ဆင်းကဘာလို့ချင်းလဲသူများနဲ့များတဲ့ငါကြီးသားခံစားတဲ့ဆင်းကငါဖျက်ရတဲ့ဇလုံးပြီးသွားမယ်ဒီပြောတဲ့ဒီကသူတွေလားမင်းကျွန်တော်လေးမကြည့်ပါကွယ်ညာတော့လေလို့လားလေအချင်းစာတော့ခံစားပါကိုနဲ့မထိုက်တယ်လို့ဘာလို့ဒီဝင်ထဲကိုရောက်သွားတယ်မင်းလည်းစာပြီးပြီးတော့ဘယ်လိုကနားမှာလဲစိတ်ပြက်ပြီးတော့တော်ကွာမြန်မာပြည်မှာထားခဲ့တဲ့ရီးစားကွဲသွားတော့စိတ်ညစ်ပြီးတော့မဲ့ကိုရီးယားကိုလွှင့်လာတယ်အဲ့စိတ်ကိုကိုးလိုက်စမ်းဟုတ်တယ်အဲ့စိတ်ကိုကိုးလိုက်ကိုရီးယားကိုလာတဲ့ကိုရီးယားသူများနဲ့ညားသွားလို့စိတ်ညစ်ပြီးကိုရီးယားထွက်လာတယ်လို့ကိုရီးယားမှာကိုကချစ်ဟုတ်တယ်လေသူတို့ကခံစားမယ်လေသူတို့ကကိုရီးယားမှာချစ်သူတို့ပတ်စံလာရှာနေတာမြန်မာနိုင်ငံမှာကြံခဲ့တဲ့ချစ်သူကသူများနဲ့ညားတော့ဒီမှာရင်ထုပြီးမပြန်တော့ဘူးငါပြောအဲ့လိုသိလေပြောဆိုခံစားပြီးဆိုဟာအဲ့ဒါမျက်နှာမိုက်လားမင်းတော့မိုက်လားခံစားချက်ဆွဲမယ်ခံစားချက်မျက်နှာသနာအောင်သားလေဟိုလားမျက်လုံးပြေးတာကိုဘာလို့လဲတော့တောင်းမှန်တယ်ကိုတောင်းမှခဏလေးမျက်နှာကိုကြီးမှန်တယ်ဟုတ်မင်းကငါပြောတာ သူဆိုနေတာပါလေလို့မဟုတ်ဘူးခင်ဗျားလည်းကြားတယ်ဝင်ပြောပြန်ပြီမဟုတ်ဘူးမင်းဆိုတယ်ဟုတ်ကောမဟုတ်ဘူးဘာဖြစ်လို့လဲအဆောင်ရောင်လေးသူခင်တယ်ဘာဖြစ်လဲကိုမူသူခင်တယ်အဆောင်ရောင်သူမြင်တယ်အေးကိုမှာအဲ့ဒါတွေမရှိမှာဘာလို့ရင်ကတော့ရက်သွားတယ်မင်းမျက်နှာကစောက်ပြတ်တတ်နေတဲ့ကောင်မင်းမှာဘာပစ္စည်းမှမရှိဘူးစပင်းစမှုနဲ့တစ်ချောင်းမှမရှိတဲ့ကောင်လုံးချတယ်ဆိုတော့လူချောင်းစောက်ပြတ်နေကွာအဲ့လိုတော့အဲ့ဒါမပေးနဲ့ကိုရီးယားကိုရောက်လာတော့ဘယ်တော့မှဖြစ်မှာလောက်လိုက်နေကြောက်တယ်လမ်းလေအောင်ပြောဟုတ်တယ်ဒီမှာပါတဲ့နေစကိုင်းလောက်တော့မင်းမလာတော့တော့ဒါရင်ရှိမှာတော့ကောင်းပါလေမင်းရင်ဝင်နေရောက်မှာပေါ့ဒါမရှိလို့ဘာလို့ရင်ဝင်တော့ရောက်သွားတာမင်းကခေါက်တော့လုံးလိုက်နေချုပ်ပါတတ်တယ်ပေါ်ပြီဘယ်လိုပြောကိုရီးယားရောက်နေတယ်ကိုရီးယားရောက်ပြီးတော့ဒီနေ့တယောက်ပြန်ခါစားဒီမှာလူညာခွာထားတဲ့လူတွေပေါ့ချစ်စားပြအေးချုပ်ဘာလို့ဒီကျဲလေးတွေဘာလို့လာပြတာလဲကျမ
မှာဆိုလို့သမုတ်ပြန်ဆွဲတာ ဆွဲချုပ်ဒီတော့ချိန်စီတနားရရချုပ်ပြ你စောက်ပြတဲ့ကောင်ပေါ့ပြတယ်လေပို့ဆွလာအဲ့ပိုးနေတော့ဆိုရအဲ့လိုဖြစ်နေဘောကကဲချာအကိုရပြီဆက်ပြကျော်လို့ပြည်ကြီးအောင်ဖွင့်ကြတော့လေလေကူလာနေဒုက္ခဒုက္ခလို့ဆောင်းရလို့သူမင်းနဲ့တကယ်တော့ဒီရေလို့ချစ်သူတို့ပြနေဝေးဘာလဲနေဘာသာမရိုက်ပြီးနေတာကိုယ်က ဒီမှာဆောင်းလို့မရှိဘူးဘုံလည်းမရှိဘာမှထူးရအောင်ရှိဘူးကွာ ရှိတော်မူလေချွတ်တာလည်းကိုယ် မရှိတော့လေအယူတော်ကြီးလေကျိုးရကြပဲလှုပ်စားရမယ် ရေတမောနဲ့ကောက်တင်ကောက်အောင် အေးလေ ပလားစရိတ်နဲ့ကောက်တင်ကောက်အောင် တောင်းလေကွာ ဖြစ်နိုင်တောင်းစားခြင်းတောင်းစားရမယ်ကိုမကိုမရမှာတိုင်ပတ်နေတာဟုတ်တယ်နော်ဒီမှာတကလည်းအလုပ်တွေကုန်ရှိတယ်မင်းတရားပဲမရှိတာစိတ်ကြက်ပြီးတော့ဘာမှမလုပ်ချင်ဘူးတောင်းစားခြင်းဒီကစမ်းမယ်ကိုရီးယားမှာငါ့ဘောပြည့်တယ်ချစ်ငါမျက်နှာကိုမြင်ကြည့်စမ်းပါအင်တာနက်ကလည်းငါ့ရုပ်ကိုကြည့်ပါဒီလိုငါပြောလိုက်တယ်ကိုမြန်မာပြည်ကပြောလိုက် ချစ်သူရဲ့အေးဒီကျိုးစုလေး အော်ပြည့်မိတော့ကထပ်နေသူ့အောင်ကြာလက်ပြီးနဲ့ပေါ်နေတယ် အဲ့ဒါဘာလို့လူးနေတာ ဒီကျိုးစုကိုပြောလို့သူမပြောပါဘူး ပြောလိုက် ။ဘာလို့ဒီဆိုရင်အဲ့လိုမပြောပါဘူး စုကိုထည့်မပြောနဲ့စုနဲ့စုကိုထည့် ။ဘာဆိုမို့လေးအဲ့လိုမပြောတော့ကျန်တာလေးလို့ ညနာကွာခုနမှန်လားဆိုဘာလို့ပါတော့ အဲ့ဒါချော ဘုံဒီမှာကွာအေးနေတိုင်းရောပြည့်ကြောက်ကြလို့ကြောက်လို့ မင်းလည်းဟိုမနေမထွေးမနဲ့လည်းပြောနေတာ ဒီတော့လည်းရုပ်ကနေ ပြုတ်တော့တော့မှကြည့် တာမှကြည့် တရားစီမကောင်း အရာအပြင်း အင်တာနက်ကနေပြီးတော့မင်းချစ်ပါမြန်မာပြည်ကလမ်းကြည့်လို့ဟောငါချစ်တယ်တော့ဘာပြည့်နေပါလားကိုရီးယားမှာ မင်းကိုရီးယားမှာတော့ဘယ်လိုနေခဲ့လဲအခုကိုရီးယားမှာမင်းဘယ်လိုစုပ်ပြတ်တက်နေတဲ့အောင် ဘ ပြ ယ်လိုလဲဘယ်လိုလဲ ပေးတာ ဘယ်လို အနာချက်ဘယ်လိုကိုရီးယားလဲရရတယ် ဟေးကိုရီးယားမှာဖုန်းလည်းမရှိပဲဘယ်ကဖုန်းတွေထားလဲ ဟုတ်ပြီစင်ပြီးတော့ပြေး ဟောကီနေတဲ့မိုင်း ဒီတော့ဒီကတော့ လာလာလာဒီအစီကျုံကြီးကြီးနေတဲ့သဘောကျ။ဒါလည်းမလာမင်း မင်းကိုယိုးနေတာမင်းကိုချစ်နေတာအိမ်ချိုလို့အမေကြီးချစ်တာဗျာဟုတ်တယ်မင်းလိုင်းစားတော့ကြည့်ပါအိမ်ချိုလို့အမေကြီး အင်ဒီမားစလိုက် အော်ဒါမင်းတို့ကစိုက်ပတ်ပြီးအိမ်လို့ပါကွာ ပြကိုရပြပြတယ်ကြီးဘိုးကြာကြီးရဲ့ခန်းစားချက်ပေးတယ်လေးကိုနားစမယ်ဆိုရင် တယောက်ချင်းစီကိုကျွန်တော်ကဒီလိုဖြစ်နေပါလေတယောက်ချင်းလိုက်ပြညနာလေးလိုက်ပြတယ်နော်ညနာလိုက်ပြကျွန်တော်ညနာ ကိုကလေးကတေးမကြောက်တယ်ဟောကြီးကြီးနေ တယောက်ချင်းစီကိုပေးတဲ့အချက်ကိုလိုက်တယ်လိုက်ကျင်တာဘောပြနေပါလေကျွန်တော်ဘယ်လိုပေါ့ခဏပေးတယ်ညနာဖိုင်ညနာဖိုင်ပါညနာဖိုင် ကျောင်းဘာမှအချင်းချင်းပြောတာခဏပါလေတလောက်ကိုပြောတာကျွန်တော်မကြိုက်ဘူး ဒီစကိုင်းတော့တယ်လို့အော်ရေးတယ်ပါငါပြောလို့ဒီပေါ်လာတယ်လို့ကိုဒီပေးတယ်လိုက်ကြ ကျော်လို့ပြည်ကြီးဝဝဲရတော့လေကိုရာနေတို့ပြေးပေးတဲ့ကိုကလည်းကိုဆောင်းရမှုသူမင်းနဲ့တို့ကရောက်နေတယ်ရေဆုံးချစ်ကူတော့ကြောက်နေတယ် မာကြီးကိုမျက်နှာပြလိုက် ဒီထဲမှာပြအောင်ဒါလေးမှကြောက်ဘူးဒီကဲတော့ကင်မရာရှိရပါဆောင်းရဲရှောင်းကျင်လို့တဲလာရဲ့တကယ်တော့ဒီတည်းရေဆုံးချစ်ကူတော့ကြောက်နေတယ်
အောင်ပါစေဦးပေါ့ဒီ ချစ်နိုင်သူတွေချစ်ကြပါချစ်ကြပါချစ်ပိုင်တွေမရှိတော့ ဟောရှေ့ကကြီးစီတောင်းဟာ အဲ့ကြီးအပြစ်ပင်လာရဲ့ နေမေလာတဲ့ဆိုရ ဝါနေစုမချနဲ့လက်တော့ ဒီပါမ ဒီနာမလေးအောင်နိုင်ငါတဲ့သူရှိရတော့ကိုယ် လက်စွပ်တွေဆွဲချုပ်တွေချုပ်ပြီးပတ်စံမပေးဘူး ပြရဲအဆက်မမဲလို့ကြိုက်ရတဲ့ပေါင်းတွေလုံးပေါင်းတွေတော့ပေါ်လာတယ် အဲ့ဒါ ကိုယ်ဒီနိုင်တာသူများမင်းများကိုယ် ကင်မရာမင်းကိုပြအင်တာနက်ပေါ်ပြင်မှာမင်းရောက်တာ သူများကဘာမှပေါ်ရမယ် ဟာသူကဖောင်းချနေတာကြီးလားအကောင်ထဲဒါပါလေထဲလိုက်တာပါ ရောဘော ဘာလို့တောင်းလို့ဒီကတော့တောင်းတော့ယူဟဲ့ ချက်ရော လာဒီလေသေးချင်တစ်ထောင် ချ စီ စ် ရှိ က တယ် သူချစ်ကြအောင်ချစ်ကြအောင်ချစ်ပိုင်မရှိတော့ငါညာ ဘာလို့စုပ်ပြီးပြတ်တက်လာခဲ့ ကံကိုရင်ကျေတော့သူ ဟောဒီမဲ့ချမ်း ချ နေ စ် တယ် တဲ့ဆုံးရှုံးရခွေ ဓာတ်ပုံရိုက်ကြ ဒီမှာပြန်တော့ကိုရီးယားမှာတောင်းတာလို့ပြောမှဆက်ရ ဒီကောင်လေးပြတ်လာပြန်လာ ဒီကမှာဒီအောင်နိုင်ငါတဲ့သူရှိရတော့ကိုယ် ထဲလိုက်တာပါ ဆောင်းလိုက် ဒီအားကြီးရွှေချရ အေးငါရဲ့တကယ်တော့ဒီလိုချစ်သူနဲ့ပြောတယ် ရရတဲ့ပတ်စံနဲ့ကျွန်တော်ကိုယ်ကို လုံးလုံးစီရရအောင်တောင်းပါလေ ရရတဲ့ပတ်စံနဲ့ကျွန်တော်ကိုယ်ဟဲရဲ့အမျိုးသမီးကိုကျွန်တော်တင်းလို့လုပ်ပါမယ် ဟာ ဒီလိုကမှ ကျွန်တော်မင်းသမီးသုံးတယ်ပါတလဲလဲဘက်ကတော့ကိုဟဲလေးရဲ့မိန်းမပါ အရှိပြတ်လည်းပါတယ်တော့ အလဲဘက်ကကိုအလဲ ဘိုက်ကလေးပုတ်ခဲ့အေးဘိုက်ကလေးပုတ်ခဲ့ ဒီကြောင် ပြန်လာတော့ ဒီကြောင် ဒီမှာ ချစ်နိုင်ချစ်ကြောင်တက်ကြောင်ချစ်ပိုင်မရှိတော့လွန်ရည်ချင်ရတယ် ဟောပါဒါဟောပါပါမနိုင်နေပြီ ဒီလိုသူ ဟောပါနိုင်ပြီ ချစ်သောဆုံးရှုံးရဝဲအမလီဝဲစားရလိုက်တယ်တောင်းမှပြန်လာဒီဘယ်လာရရမောင်ပြောင်းနိုင်ငါတဲ့သူရှိရတော့ကိုယ် ရှာကြီးထိုးရ ယောက်ျားလေးကိုလည်းတော့တောင်းပြီးသူကင်းတော့အဆောင်ရံကိုသူမင်းနဲ့ယောက်ျားလေးကိုလည်းသူကြုံကြုံကျွန်တော်နဲ့တော့မကြည့်နဲ့ကျွန်တော်လေငါတို့ဒီလိုဒီကလေးဝင်ပါပြန်လာတော့ အရက်ကောင်းကောင်းကောင်းကြောက်ကြည့်ဝဲပါ ဒါကကိုယ်တည်းနဲ့လာတယ် ပြန်အောင်တော့ပြန်ခေါ်လာတယ် ပဲပါပါပေးပြီပေးနေတယ် ဒီတော့မာတို့ဒီလိုနေနေချစ်လို့မပြခဲ့ကိုယ် လိုက်တော့လိုက်နေပါလက်ကောက်ကလေး ချစ်ကြပါအချင်းလေးရောကျွန်တော်လည်းတောင်းတာပါတောင်းတာ ဟိုမှာဟိုကလေးမွေးဖို့စီရှိပါတော့ဟုတ်တယ်ဒီမှာပြောမယ်ဟုတ်ကဲ့ရက်မောင်းကောင်းကောင်းနဲ့မွေးချင်တယ်ဆိုရင်မြောင်ရှက်မျက်နှာကြည့်ဝင်တော့ အဲ့ဒါကိစ္စမရှိပါဘူးကျွန်တော်တို့ကိုရီးယားမှာ4ရက်5ရက်လောက်တော့ကြာမယ်အဲ့ဒီကလည်းပတ်စံလေးတွေနဲ့ကျွန်တော်တို့တာတင်တာလေးတွေတောင်းနေဖို့ဖို့ရတယ်တော့တတ်တယ် ပြောချက်ပြမယ်ဒီနေ့ကလည်းကောင်းချင်တယ် 哎，俺说多一点都不能，我不问你老嘞，你过年要一点，也不得了，我来过嘛老嘞，我不也有我报了，多一点不能了，别把抓来来，别把他拖来，我来吧，来吧，来吧，来吧。 ဒီကသွားချင်လို့ ဘိုးမသိခဲ့ဘိုးကငါချိတ်ထားတာကိုက6လပဲကန်နေတဲ့ဒါပေမဲ့ 我不ပြောနဲ့我လူပေးပါရက်ဆိုတော့တော့ဆက်လိုက်အနက်တော့မရှိဘူး ဟုတ်တယ် ညမယ်တော့အပြစ်မထွက်ဘူး ဘာလို့လဲ ပြန်ပေးတာပဲရှိတယ် ကဲငါစုလေးကိုပြောပေးတဲ့ညနဲ့ပြည့်စကားပြောမယ်အဲ့ဒါပြီးငါစုလေးတပုတ်ကလည်းကျွန်တော်တို့ဒီကောင်မောင်နှမတွေစုပြီးတော့တချင်းတဲ့တပုတ်ဆိုပြီးတော့ဒီခန္ဓာလေးကိုပေးတယ် ။ဒါနဲ့တချင်းလေးတစ်ပုဒ်ပါပဲ ကဲအဲ့တော့ဒီမှာကလေးငါစုလေးစင်းနေပြည့်စင်းနေပေါ်တော့ကြောက်ပါညီမလေး ။ဟေးဟေး မာရီရဲ့ချစ်တဲ့မိသားစုတွေနဲ့စကားလေးပြောလို့
ချိန်ရမိသားစု family show လေးပုံစံလေးကတည်းက မိသားစုတွေရှိပါကျွန်တော်တို့တတိမောင်နဲ့ဒါကတော့လား ဘာဖြစ်လဲလဲ အေးရှောက်ပြောတော်ပြီတူလာမလို့ညဟာဒီနေ့ငါလည်းညားရငါစင်းကိုဖလက်ကကနေလို့ပြနေတော့ ကဲတော်ကြီးဒီမှာနေခါပြီလား ဆင်ပြီးတော့ဒီကမိသားစုတွေပုံဆက်တယ်ကျွန်တော်တို့ဒီမှာ3ရက်တော့ကြာအောင်ပါတော့လက်ဆောင်တွေပါလေပေးချင်အခုရက်လာပေးလာကြပြန်ကနေမှရော့ရော့ဆိုရင်တော့ယူလာစောက်တော့ပါမယ်ဟုတ်လားကဲဘယ်လိုဟာတော့ဟုတ်ကဲ့ကျွန်တော်တို့စီစဉ်လေးမပြီးခင်ပါဒီအချာကိုအားလုံးကိုထားပါဟုတ်ကဲ့အလုံးမှာနေပြီးတော့ကျေးဇူးတင်စကားပြောပါမယ်မရှိပါကဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟောအဲ့လိုမဟုတ်ဘူးဟုတ်ကဲ့ပါကျွန်တော်တို့ဒီပွဲလေးပြပြအောင်ဆက်လာရစီစဉ်ပေးတယ်စုံစည်းရမိသားစုအားလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်တက်ပြီးပါသူတော်တရားတော်ရတော်ရဲ့နဲ့ဒီမေးရလို့စေဘောတို့ကြာခွေးတို့အမကိုဘိုးတို့တော်တရားစေဘောတော်တရားစေဘောတရားစုံစည်းရမိသားစုစနေမှာတော့ခဏလေးပါဟုတ်ကဲ့ပါအခုလိုများတော့အောင်တယ်ကျွန်တော်တို့လူစုံတွေအောင်စီစဉ်ပေးတဲ့စုံစည်းရတဲ့လက်တော့တွေကြားကြပါတယ်စီစဉ်ပေးတဲ့စုံစည်းရပြီးတော့ကျွန်တော်တို့ဒီကိုရီးယားပွဲတွေကိုကျွန်တော်တို့လာပြီးတော့ဒီလိုမျိုးရန်ကုန်မှာလည်းစိတ်ညစ်ခံကျွန်တော်တို့လည်းဒီလိုပေါ့နော်လိုက်လို့ပေးတဲ့စကားဝါကိုမောင်ညွန့်ဝင်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးကြွခဲ့ပါဗျာကိုညွန့်ကြွပါကျွန်တော်တို့ကွန်ပျူတာဒီဦးမောင်ကြွခဲ့ပါဦးမောင်အကယ်ဒမီကိုညွန့်ဝင်ကိုညုံကြီးဘယ်စကွာနေလဲအခုမှကျွန်တော်တို့နောက်ပြန်တော့ချက်ကူညီပေးခဲ့တဲ့ကိုညွန့်ဖြစ်ပါတယ်လက်ကုပ်သက်ကြားကြပါတယ်ကျေးဇူးတင်ပါတယ်ဆက်ကြရလူတွေသိမရှိအောင်ကူညီပေးပါလေကျွန်တော်ကိုညွန့်ဝေး
ဟုတ်ကဲ့ပါနောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ပထမဆုံးလာဖို့ရဲ့အခောက်မှာနော်ခေါ်ခဲ့တဲ့အကြီးဦးမြင့်နိုင်တဲ့အန်ဒီလုံးကျော်ပါဆင်းရဲမလို့ကြောက်ရပါညာလာပါမမလုံးနဲ့တကြီးနဲ့ကိုဖိတ်ခေါ်ပါတယ် တက်တင်ကြီးတို့ပါရဲ့ကျွန်တော်တက်ပေါ်လေးရပြီးတော့ဗီဒီယိုပကန်းလေးတင်လို့ပါကျော်ပါဒါဒီကိတော့ဒါပြီးကျွန်တော်တို့နဲ့ကျွန်တော်ရဲ့ကိုကြီးကြပဲပေါ့နော်အမြဲတမ်းကျွန်တော်နဲ့အမြဲတမ်းရှက်ကြီးအမြဲတမ်းထုနေတဲ့ဘိုးဖိတ်ခေါ်ပါတယ်အမေရဘိုးဖိတ်ခေါ်ပါတယ်ဘိုးဟေးစကီမကြီးကိုဘိုးကြီးတော့အဲ့ဒီဒီကပွဲလက်မှတ်တွေကိုစီစဉ်လေးပြီးတော့ကျွန်တော်တို့လည်းလာကြိုတော့လည်းလာခဲ့ကိုပြင်နိုင်တဲ့အမကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကြောက်ရပါဘာလဲဒီနေ့တော့ကျွန်တော်တို့โอเคချင်းတူးနေပါတယ်နောက်ပြီးတော့ရန်ကုန်ကနေပြီးတော့မှကျွန်တော်တို့ကိုကျွန်တော်နောက်ကနေထားရတော့လည်းချင်းမပြောဘူးဟုတ်ပါဘူးအဒီဟိုမှာကျွန်တော်သိတယ်ရန်ကုန်ကဗစ်တိုးရီးယားအဒီဟိုမှာကျွန်တော်သိတယ်မမင်းကြသေးတယ်ငါမြေရတယ်ကျွန်တော်တို့ဒီပွဲယူအောင်မြင်တဲ့အဲ့လိုမျိုးပြီးပြအောင်မြင်တာတကယ်တော့ကျွန်တော်တို့အားလုံးကောင်းလို့မဟုတ်ပါဘူးခင်ဗျားတို့လာကြည့်လို့ဖြစ်ပါတယ်ဒီလိုမျိုးလာမကြည့်ရလို့မရှိရင်ကျွန်တော်တို့ပွဲအောင်မြင်ဖို့မရှိပါဘူးအခုရောက်လာတဲ့ပြည်သက်များအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအေးကားနေကြပါပါအားလုံးပဲအေးကားနေ오빤 강남스타일 낮에는 따사로운 인간적인 여자 커피 한 잔에 여유를 아는 품격 있는 여자 밤이 오면 심장이 뜨거워지는 그런 반찬 있는 여자 너는 선호해 낮에는 너만큼 따사로운 커피 식기도 전에 원샷 때리는 밤이 오면 심장이 터져버리는 그런 선호해 아름다워 사랑스러워 그래 너 그래 바로 너 아름다워 사랑스러워 그래 너 그래 바로 너 지금부터 갈 때까지 가볼게 정숙해 보이지만 놀 때 노는 여자 이때다 싶으면 묶었던 머리 푸는 가렸지만 웬만한 노출보다 야한 그런 감각적인 여자 너는 점잖아 보이지만 놀 때 노는 때가 되면 완전 미쳐버리는
저녁보다 사상이 얼퉁벌퉁한 그런 사나해 아름다워 사랑스러워 그래 너 그래 바로 너 아름다워 사랑스러워 그래 너 그래 바로 너 지금부터 갈 때까지 가볼까 오빤 강남스타일 오빤 강남스타일 뛰는 놈그 위에 나는 놈 베이베 베이베 나는 뭘 좀 아는 놈 뛰는 놈그 위에 나는 놈 베이베 베이베 나는 뭘 좀 아는 놈 소리 질러